လာပါအနီးပါအနီးကအစင်မှာအလုပ်ဘယ်လိုရှောက်လဲဆိုတဲ့အတွေ့အကြုံလေးကိုပေါ့နော်အနီးရှောက်တဲ့အတွေ့အကြုံလေးကို sharing လုပ်ပေးနေတာဖြစ်ပါတယ်ဒါဖြင့်စင်မှာကအလုပ်ရှောက်တဲ့ platform တွေကအများကြီးရှိတယ်ပေါ့နော်ဥပမာ Job Street ရှိတယ် Job TV ရှိတယ် Glassdoor ဆိုတာတခုရှိတယ်ပြီးလို့ရှိရင် My Career Future ပေါ့နော်အများကြီးပဲ Indeed Job အဲ့လိုမျိုးလုပ်ရှောက်တဲ့ဟာတွေအများကြီးရှိတယ်အဲ့ထဲမှာအနီးကတော့ဦးစားပေးအနေနဲ့ Job Street မှာပဲရှောက်ဖြစ်ပါတယ်ဒီအခုလက်ရှိအလုပ်က position နဲ့ရှောက်တာလဲဆိုတော့ server ပေါ့နော်27 position နဲ့ရှောက်တာပါဘယ်ကနေဒီကရှောက်လဲဆို Job Street ကနေရှောက်တာ Job Street ကမှာပုံမှန်တိုင်းမှာပဲ Job Street မှာအစားကြတဲ့ CV ထဲမှာ Job Street ရဲ့ resume နဲ့ပြည့်စုံဖြည့်ထားတယ်ပေါ့နော်အဲ့မှာလဲကိုရဲ့ CV form လိုက် attach တွဲထားတယ်ပြီးလို့ရှိရင် Job Street မှာ quantity survey job ဆိုပြီးတော့လိုက်ရှာပြီးတော့ apply လုပ်တယ်ပေါ့ apply လုပ်ပြီးလို့ရှိရင်ကို apply လုပ်လိုက်တဲ့ company ရဲ့နာမည်ကိုယူပြီးတော့ website မှာသွားရှာတယ်သူရဲ့ original website မှာသွားရှာတယ် website ကနေပြီးတော့email အဲ့ဒီ email ကိုလည်းယူပြီးတော့ပို့တယ်ပေါ့နော်အဲ့ email ကိုလည်းပို့တယ်ဆိုတော့ပုံမှန်အဖြစ်နေဒိတ်နဲ့သူ့ဒိတ်နဲ့ပေါ့ company email list တွေကိုလည်းစုထားတယ်စုပြီးလို့ရှိရင်ပို့တယ်ပေါ့နော်အဲ့ဒါတော့ Job Street ကနေရှောက်တာများပါတယ်ရတဲ့အလုပ်တွေကလည်း Job Street ကနေပဲရတာပါနောက်တစ်ခါကျတော့အလုပ်ရှောက်ရမယ့်အချိန်ပေါ့အလုပ်ရှောက်တာတော့တချို့ကျတော့ပေါ့နော်ညဘက်တွေရှောက်တယ်တချို့ကျတော့လည်းမနေ့အစောကြီးထားရှောက်တယ်ပေါ့နော်အနည်းကတော့တခါမှမနေ့စောလည်းထားမရှောက်ဘူးလို့ညဘက်လည်းမရှောက်ဘူးညဘက်ရှောက်တာတော့ effective ဖြစ်မယ်မထင်ဘူးပေါ့နော်နောက်တစ်ခုကျတော့အနည်းပထမအလုပ်စရှောက်တော့email တွေကို schedule နဲ့လုပ်တာအဲ့တော့တချို့တငယ်ချင်းတွေပြောတာကြတော့လေ schedule နဲ့ဆိုရင်ဘန်နေပေါ့နော်span နဲ့ရောက်တာများတယ်ဆိုပြီးတော့schedule နဲ့မလျှောက်ဖြစ်ဘူးပေါ့နော်အဲ့လိုပဲလျှောက်တယ်လျှောက်တာအောင်မှ interview တွေအများကြီးရတယ်ပေါ့နော် interview အများကြီးရတယ်ဆိုတာကအနည်းအသက်ကျက်ကနေရာစင်မှာရောက်နေတာဖြစ်တဲ့အတွက် interview အများကြီးရတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အခုကကြတော့ Chinese New Year လည်းပြီးသွားပြီဆိုတော့အလုပ်တွေလည်းအများကြီးပြန်ခေါ်တယ်ဒါကြောင့်မို့လို့အလုပ်ရှောက်မယ်ဆိုရင်အခုချိန်ကနေစပြီးတော့ရှောက်ရင်အကောင်းဆုံးပါဆိုပြီးတော့ share လိုက်တာပါတကယ်လို့သိချင်တာရှိရင်လည်းအနည်း comment မှာမေးခဲ့လို့ရပါတယ်